ဒီနေ့စားစရာဆိုလို့ခရမ်းညင်သီးတစ်လုံးရယ်တမယာသီးလေးတစ်လုံးနဲ့ကြက်သွန်ဥနီလေးတစ်လုံးကျန်တာကတော့ငရုတ်သီးစိမ့်လေးတွေပေါ့ပြီးတော့ဘာတွေလုပ်ပြနေရလဲကွာရှက်နန်နန်လေးတွေရှိတယ်ရှစ်ပြီးတော့ငပီတောင်းဘူးလေးရှိတယ်ဘာလို့စားရင်ကောင်းမလဲရှူတောက်တတခွချွန်းဟွိတော့ရှူယေရှရှွာဖလcoming dog oh dog shh hey plop 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 boah plop 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 oh no ta tong 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 khoang tong bop 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 plop 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 bie plop 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 ba pop 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 chu 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 what what yeah blah 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 what yeah free မိုးရွာအေးအေးလေးနဲ့စားလို့ကောင်းမဲ့ဘောထောင်ရှာလဲသွားစေဖို့အတွက်3ဘက်လောက်လှည့်ပေးလိုက်ပါဘောထောင်